အားလုံးပဲမင်္ဂလာပါရှင်။ Share Audio Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါရစေ။ကျမတို့ Channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မျက်မော်တဲ့စွန်းစီရီတော်ရဲ့ငကားရွယ်ဝဲဇာတ်လမ်းသမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးကိုမစတင်ခင်မှာ Channel လေးကို Like and Subscribe လေးနှိပ်ပြီးတော့စောင့်မျှော်အားပေးကြပါအောင်နော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါပြီ။ဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဖြစ်ပျက်ခဲ့တဲ့စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ဥက္ကလာပမြို့ကတဖုတနဲ့ဗလီကာဆိုတဲ့ကုံတဲ့ညီနောင်နှစ်ဦးရဲ့ရွှေလန်းခရီးကနေစတင်ခဲ့တာပါ။သူတို့ညီနောင်ဟာရွှေငွေရတနာတွေနဲ့အဖိုးတန်ပစ္စည်းတွေကိုတင်ဆောင်ပြီးပင်လယ်ခရီးနဲ့အယောင်းဝယ်ပြုလုပ်လေးရှိပါတယ်။ဒီနေ့မှာတော့သူတို့ရဲ့ကုံတဲ့ခရီးစဉ်အတွင်းမှာမြတ်စွာဘုရားရှင်တရင်သုံးတော်မူရာကိုရောက်ရှိသွားခဲ့ကြပါတယ်။မြတ်စွာဘုရားရဲ့တရားတော်တွေကိုနာကြားရပြီးတဲ့နောက်မှာတော့ညီနောင်နှစ်ဦးဟာကြီးညိုစိတ်တွေပြင်းပြလာပြီးဆန္ဒဓာတ်တွေပူဇော်ဖို့တောင်းခံခဲ့ကြပါတယ်။ကုံတဲ့ညီနောင်တို့ရဲ့တရားတရားကိုမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကသူတို့ဆန္ဒဓာတ်ရှင်ရှစ်စုပေးသနာတော်မူခဲ့ပါတယ်။ဒီဆန္ဒဓာတ်တွေဟာကမ္ဘာလောကရဲ့အမြင့်မြတ်ဆုံးသောယတနာတွေဖြစ်ကြပြီးကိုးကွယ်ပူဇော်သူတွေကိုဘေးရန်ကင်းကွာစေပြီးချမ်းသာဒုက္ခကိုဆောင်ကျဉ်ပေးနိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်။ညီနောင်နှစ်ဦးဟာမြတ်စွာဘုရားရှင်ကိုရှ िख ိုကြော့ပြီးတဲ့နောက်ဆန္ဒဓာတ်တွေကိုယိုသေးစွာပင့်ဆောင်ပြီးသူတို့ရဲ့ဇာတိမြေဥက္ကလာပမြို့ကိုပြန်မှုခရီးဆက်ခဲ့ကြပါတယ်။အဲ့ဒီလိုပင်လယ်ခရီးနဲ့ပြန်လာရင်အေယာဝတီတိုင်းဒေသကြီးရဲ့အစွန်အဖျားပင်လယ်ကမ်းစပ်မှာရှိတဲ့မော်တင်အငူကိုရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီနေရာလေးကလှပတဲ့သဘာဝရှုခင်းတွေနဲ့ပြည့်နှက်နေပေမဲ့ငကားတွေကြက်စားရဒေသအဖြစ်လူသိများပါတယ်။ညီနောင်နှစ်ဦးတို့ဟာခရီးပင်ပန်းလာတာကြောင့်အဲ့ဒီအငူမှာခိတ္တနာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာဆန္ဒဓာတ်တွေကိုလုံခြုံစွာထိမ့်သိမ်းထားရှိပြီးအနားယူနေတော့မှပဲမမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မော်တင်အငူအစိုးရတဲ့ဇယတေနာလို့အမည်ရတဲ့ငကားမင်းရင်ဟာကုံတဲ့ညီနောင်တို့ရောက်ရှိလာတာကိုအစကတည်းကသတိပြုမိပါတယ်။သူကမြတ်စွာဘုရားရဲ့ဆန္ဒဓာတ်တွေရဲ့တကိုးတော်ကိုသိရှိပြီးတော့အဲ့ဒီဆန္ဒတွေကိုကိုးကွယ်ပူဇော်ခြင်းနဲ့ဆန္ဒတွေပြင်းပြနေခဲ့ပါတယ်။ဒါနဲ့ဇယတေနာငကားမင်းဟာလူအသွင်ဖန်ဆင်းပြီးတော့ညီနောင်တို့စီကိုချင်းကပ်ပြီးဆန္ဒဓာတ်တွေအကြောင်းမေးမြန်းခဲ့ပါတယ်။ညီနောင်တို့ကလည်းမြတ်စွာဘုရားရှင်ပေးသနာတော်မူခဲ့တဲ့ဆန္ဒဓာတ်တွေဖြစ်ကြောင်းဂုဏ်ယူစွာနဲ့ပြောပြခဲ့ကြပါတယ်။ဆန္ဒဓာတ်တွေရဲ့တကိုးတော်ကိုသိရှိပြီးတဲ့နောက်မှာတော့ဇယတေနာငကားမင်းရဲ့ဆန္ဒဟာပုံမပြင်းပြလာခဲ့ပါတယ်။ညီနောင်တို့အိပ်ပျော်နေတဲ့ချိန်မှာငကားမင်းဟာသူ့ရဲ့ငကားအသွင်ကိုပြောင်းလဲပြီးဆန္ဒဓာတ်တွေထားရှိရာကိုချင်းကပ်ခဲ့ပါတယ်။အလွန်တရာလျင်မြန်တဲ့အဟုန်နဲ့ဆန္ဒဓာတ်ရှစ်စုအနက်ကနှစ်စုကိုခိုးယူပြီးတော့ပင်လယ်ရေအောက်မှာရှိတဲ့သူ့ရဲ့ငကားပြည်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတော့တယ်။နက်နက်မိုးလင်းလို့ညီနောင်တို့နိုးလာတဲ့အခါဆန္ဒဓာတ်နှစ်စုပျောက်ဆုံးနေတာကိုတွေ့ရှိရပြီးအလွန်တရာစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ငကားမင်းဇေယတေနာဟာခိုးယူရရှိခဲ့တဲ့ဆန္ဒဓာတ်နှစ်စုကိုပင်လယ်ရေအောက်ကသူ့ရဲ့ငကားပြည်ကိုပင့်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မြန်မာတက္ကရာ103ခုနှစ်ဝါဆိုလပြည့်နေ့မှာအဲ့ဒီဆန္ဒဓာတ်တွေကိုထားပနာပြီးတော့မော်တင်အငူရဲ့အမြင့်ဆုံးနေရာမှာဇေဒီတော်တဆူကိုတည်ထားကိုးကွယ်ခဲ့ပါတယ်။ဒီဇေဒီတော်ဟာမြတ်စွာဘုရားရှင်ပြိဋိဘံဆံဝင်ပြီးတဲ့နောက်ကဘာပေါ်မှာပထမဆုံးတည်ထားကိုးကွယ်ခဲ့တဲ့ဇေဒီတော်တွေထဲကတဆူဖြစ်တယ်လို့ဆိုကြပါတယ်။ငကားမင်းဟာဒီဇေဒီတော်ကိုအလွန်တရာရိုသေလေးစားစွာကိုးကွယ်ခဲ့ပြီးတော့နေ့စဉ်ပူဇော်ပသမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာပြိဋိဘံမဆံမီရှစ်ဝါမြောက်မှာသုဝနဘုံမိတထုံပြည်ကိုကြွားရောက်ခဲ့ပါတယ်။အဲ့ဒီခရီးစဉ်အတွင်းမှာမော်ဒင်တောင်ထိပ်ကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီအခါငကားမင်းဇယတေနာတီထားတဲ့ကိုးကွယ်ထားတဲ့စေတီတော်ကနေရောင်ကြီးတော်တွေကိုမြူနေတာကိုမြင်တော်မူတာကြောင့်မြတ်စွာဘုရားရှင်ဟာအဲ့ဒီစေတီတော်ကိုလက်ရရစ်ပတ်ပြီးပူဇော်ခဲ့ပါတယ်။ဒါဟာမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်စေတီတော်ကိုပူဇော်ခဲ့တဲ့ထူးခြားတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကြားရောက်လာပြီးစေတီတော်ကိုပူဇော်ပြီးတဲ့နောက်မှာတော့စေတီတော်ကနေရောင်ကြီးတော်တွေပုံမတောက်ပစွာကုမြူလာခဲ့ပါတယ်။ဒီရောင်ကြီးတော်တွေဟာကောင်းကင်ယံကိုပြန့်နှံ့သွားပြီးပင်လယ်ပြင်တစ်ခုလုံးကိုလင်းထိန်စေခဲ့ပါတယ်။ဒီအံ့ဖွယ်မြင်ကွင်းကိုမြင်တွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်လူအပေါင်းတို့ဟာအလွန်တရာကြည်ညိုတရားပွားများခဲ့ကြပြီးဇေဒီတော်ရဲ့တကိုးတော်ကိုပုံမယုံကြည်လာခဲ့ကြပါတယ်။ငကားမင်းဇယတေနာလည်းမြတ်စွာဘုရားရှင်ရဲ့မြတ်တာတော်နဲ့ဇေဒီတော်ရဲ့တကိုးတော်ကြောင့်အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကာလမှာမြန်မာနိုင်ငံရဲ့အလဲပိုင်းဒေသမှာပကံပြည်ဟာ
တဖြည်းဖြည်းထုံးကားလာခဲ့ပါတယ်။ပကံပြည့်ရှင်မင်းတွေဟာဖျားသာသနာကိုအလွန်တရာကြီးညိုလေးစားကြပြီးတော့သာသနာတော်ပြန့်ပွားရေးအတွက်များစွာဆောင်ရွက်ခဲ့ကြပါတယ်။ပကံပြည်ဟာဇေဒီပထိုးတွေဖျားเจ้าကန်တွေနဲ့ပြည့်နှက်နေပြီးဗုဒ္ဓဘာသာရဲ့ဗဟိုချက်မတစ်ခုဖြစ်လာခဲ့ပါတယ်။မော်ဒင်စွန်းစေရီတော်ရဲ့တဲ့ဟာလည်းပကံပြည်ထိပြန့်နှံ့ရောက်ရှိခဲ့ပြီးပကံပြည့်ရှင်မင်းတွေရဲ့စိတ်ဝင်စားမှုတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ပကံပြည်ရဲ့ဖျားသာသနာကိုအထူးချီးမြှောက်တော်မူတဲ့အနော်ရထာမင်းကြီးဟာတိုင်းပြည်အနှံ့ဖျားသာသနာပြုခရီးတွေထွက်တော်မူလေးရှိပါတယ်။ဒီနေ့မှာတော့မော်ဒင်စွန်းစေရီတော်ရဲ့တဲ့ကိုကြားသိတော်မူရတာကြောင့်အဲ့ဒီစေရီတော်ကိုဖူးမြော်ဖို့ဆုံးဖြတ်တော်မူခဲ့ပါတယ်။မင်းကြီးဟာသူ့ရဲ့စစ်သည်ဘိုးဘာတွေနဲ့အတူမော်ဒင်အငိုခရီးနှင်ခဲ့ပါတယ်။ပင်လယ်ခရီးနဲ့ရောက်ရှိလာတဲ့အနော်ရထာမင်းကြီးဟာလည်းစေရီတော်ရဲ့တီနေရာနဲ့တမိုင်းကြောင်းကိုကြားသိရတဲ့အခါအလွန်တရာကြီးညိုစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။အနော်ရထာမင်းကြီးရဲ့အရိုက်အရာကိုစက္ခံခဲ့တဲ့ကျန်စစ်သားမင်းကြီးဟာလည်းဖျားသာသနာကိုအထူးလေးစားကြည်ညိုသူဖြစ်ပါတယ်။သူဟာလည်းမော်ဒင်စွန်းစေရီတော်ရဲ့တဲ့ကိုကြားသိရတဲ့အခါဖူးမြော်ဖို့ဆန္ဒတွေပြင်းပြခဲ့ပါတယ်။ကျန်စစ်သားမင်းကြီးဟာမော်ဒင်အငိုရောက်ရှိလာပြီးစေရီတော်ကိုဖူးမြော်ပူဇော်ခဲ့ပါတယ်။မင်းကြီးဟာစေရီတော်ရဲ့ရှေးကြားတဲ့တမိုင်းကြောင်းနဲ့တကိုးတော်တွေကိုသိရှိရတဲ့အခါအလွန်တရာတရားတွေတိုးပွားလာခဲ့ပြီးစေရီတော်ကိုထပ်မံပြုပြင်မွမ်းမံဖို့စိတ်ကူးခဲ့ပါတယ်။ပကံခေရဲ့နောက်ပိုင်းမှာထင်ရှားတဲ့ဘရင်တစ်ပါးဖြစ်တဲ့အလောင်းစီသူမင်းကြီးဟာတိုင်းခန်းလှဲ့လေရာကအပြန်မော်ဒင်စွန်းအငိုရောက်ရှိလာခဲ့ပါတယ်။မင်းကြီးရဲ့ဖောင်တော်ဟာမော်ဒင်စွန်းကူအနီးကိုရောက်တဲ့အခါအလျိုအလျောက်ရပ်တန့်သွားပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်မင်းရန်အံ့အားသင့်ခဲ့ပြီးအဲ့ဒီနေရာမှာထူးခြားမှုတစ်ခုရှိရမယ်လို့တွေးတောမိခဲ့ပါတယ်။မင်းကြီးဟာသူ့ရဲ့အမတ်တွေနဲ့တိုင်ပင်ပြီးတဲ့နောက်မော်ဒင်အငိုတက်ရောက်ကြည့်ရှုဖို့ဆုံးဖြတ်ခဲ့ပါတယ်။အလောင်းစီသူမင်းကြီးဟာမော်ဒင်အငိုရောက်ရှိတဲ့အခါငကားပင်ဇယသေနာတီထားကိုးကွယ်ခဲ့တဲ့ဇေဒီတော်ဖူးမြော်ခဲ့ပါတယ်။မင်းဟာဇေဒီတော်ရဲ့တကိုးတော်နဲ့တမိုင်းကြောင်းကိုသိရှိရတဲ့အခါအလွန်တရာကြည်ညိုတရားပွားများခဲ့ပါတယ်။အဲ့ဒီနောက်မင်းကြီးဟာသူ့ရဲ့မင်းမြောက်တန်စာတွေသင်္ကန်းတွေနှက်ရုပ်ထုတွေနဲ့ဓာတ်တော်တွေကိုထပနာပြီးမော်ဒင်ဇေဒီအနီးမှာဖောင်တော်ဦးဇေဒီတော်ကိုတည်ထားခဲ့ပါတယ်။မော်ဒင်ဇေဒီတော်ကိုလည်းညံတော်အတောင်40အထိမြင့်တင်လိုက်ပြီးတော့ယေဒနာအုတ်ကျောက်တွေနဲ့မွမ်းမံခဲ့ပါတယ်။ဒီလိုနဲ့မော်ဒင်စွန်းဟာဖျားသာသနာရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။နှစ်ကာလများစွာကုန်လွန်ခဲ့ပြီးတဲ့နောက်အေယာရီတိုင်းဒေသကြီးရဲ့အစွန်ပြားဒေသတစ်ခုမှာဓမ္မရာဇာလို့အမည်ရတဲ့မင်းသားတစ်ပါးပေါ်ထွန်းလာခဲ့ပါတယ်။မင်းသားဓမ္မရာဇာဟာငယ်စဉ်ကတည်းကဖျားသာသနာကိုအထူးကြည်ညိုလေးစားသူဖြစ်ပါတယ်။သူဟာမော်ဒင်စွန်းစေတီတော်ရဲ့တမိုင်းကြောင်းကိုကြားသိရတဲ့အခါအဲ့ဒီစေတီတော်ကိုဖူးမြော်ဖို့နဲ့ပြုပြင်မွမ်းမံဖို့စိတ်ဆန္ဒတွေပြင်းပြခဲ့ပါတယ်။မင်းသားဟာမိမိရဲ့တိုင်းသူပြည်သားတွေဖျားသာသနာနဲ့ပုံမနီးစပ်စေဖို့အတွက်မော်ဒင်စွန်းစေတီတော်ကိုပြုပြင်မွမ်းမံဖို့စီမံကိန်းတွေရေးဆွဲခဲ့ပါတယ်။မင်းသားဓမ္မရာဇာမှာသူဝနမာလာလို့အမည်ရတဲ့နှမတော်တစ်ပါးရှိပါတယ်။မင်းသမီးသူဝနမာလာဟာလည်းဖျားသာသနာကိုအထူးကြည်ညိုသူဖြစ်ပြီးအလှအတန်းရက်ရော်သူဖြစ်ပါတယ်။သူဟာအကိုတော်မင်းသားဓမ္မရာဇာရဲ့မော်ဒင်စွန်းစေတီတော်ပြုပြင်မွမ်းမံရေးစီမံကိန်းကိုကြားသိရတဲ့အခါအလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။မင်းသမီးလေးဟာမိမိရဲ့ကိုယ်ပိုင်ယတနာတွေနဲ့ရွှေထည်ပစ္စည်းတွေကိုလှူဒန်းခဲ့ပြီးနောက်စေတီတော်အတွက်ရွှေထီးတော်တစုကိုလည်းကတ်လှူပူဇော်ခဲ့ပါတယ်။သူ့ရဲ့အလှူဒါနကြောင့်စေတီတော်ဟာပုံမတောက်ပခမ်းနားလာခဲ့ပါတယ်။မော်ဒင်စွန်းစေတီတော်ဟာနဂါမင်းဇယတေနာကစတင်တည်ထားခဲ့တဲ့အချိန်ကစလို့ခေတ်အဆက်အဆက်မင်းအဆက်ဆက်နဲ့ပြည်သူတွေရဲ့ထိန်းသိမ်းဆောက်ရှောက်မှုရရှိခဲ့ပါတယ်။ပကံခေတ်မင်းတွေဖြစ်ကြတဲ့အနော်ရထာမင်းကျန်စစ်သားမင်းအလောင်းစီသူမင်းတို့ဟာဇေဒီတော်ကိုပြုပြင်မွမ်းမံခြင်းပူဇော်ပသခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအပြင်နောက်ပိုင်းခေတ်တွေမှာလည်းဒေသခံပြည်သူတွေနဲ့ဖျားထာယကာတာယကာမတွေကဇေဒီတော်ကိုစင်ဆက်မပြတ်ထိန်းသိမ်းဆောက်ရှောက်ခဲ့ကြပါတယ်။ဒီလိုနဲ့မော်ဒင်စွန်းစေတီတော်ဟာနှစ်ပေါင်းထောင်ချီကြာအောင်တည်တံ့ခိုင်မြဲနေပါတယ်။ယနေ့တိုင်အောင်မော်ဒင်စွန်းစေတီတော်ဟာအေယာရီတိုင်းဒေသကြီးရဲ့အထင်ကရဖျားစေတီတစုဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ပင်လယ်ကမ်းစပ်မှာရှိတဲ့မော်ဒင်အငူရဲ့လှပတဲ့သဘာဝရှုခင်းတွေနဲ့အတူဇေဒီတော်ရဲ့ရှေးကြားတဲ့သမိုင်းကြောင်းနဲ့တကိုးတော်တွေဟာဖျားဖို့ဧည့်သည်တွေကိုဆွဲဆောင်လျက်ရှိပါတယ်။ဒီဇေဒီတော်ဟာမြမဗုဒ္ဓဘာသာရဲ့သာသနာအမွေနှစ်တစ်ခုဖြစ်ထာဝရတည်တံ့ခိုင်မြဲနေမှာဖြစ်ပြီးနောင်လာနောင်သားတွေအတွက်လည်းဖျားသာသနာရဲ့ဂုဏ်ချက်တည်ကိုပြသနေမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေကျမတင်ဆက်ပေးခဲ့တဲ့မော်ဒင်စွန်းဖျားသမိုင်းကြောင်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီနော်
နောက်ရက်တွေမှာလည်းသမိုင်းဆက်လန်ကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့စောင့်မျှော်အားပေးကြပါအောင်နော်အားပေးနားဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဆက်လန်လေးမှာပြန်တွေ့ကြပါမယ်ရှင်